ပထမအချိန်မှာနေရှုံးနေခဲ့ပြန်တဲ့ကျွန်တော်တို့ရဲ့ fighter ကြီးလင်းထက်အောင်ပဲဖြစ်ပါတယ်ကျွန်တော်တို့one Friday fight 141ကတော့ကျွန်တော်ဒီမြန်မာ fighter တွေကတော့ရှုံးနေတဲ့ကြီးရှင်ဆိုင်ရတဲ့ညလို့တော့ကျွန်တော်ပြောရမလားပဲပေါ့နော်ကျွန်တော် family ဖြိုးဝေ group ကနေပြီးတော့စင်တင်လာတဲ့ပထမဆုံးဒီနေ့ဒီပေါ့နော်one Friday fight 141အတွက်စင်တင်လာတဲ့ fighter ၄ဦးမှာ3ကဒါ family ဖြိုးဝေ group ကနေပါဝင်လာဖြစ်တဲ့အတွက်အဲ့ဒီထဲမှာပထမဆုံး fighter ဖြစ်တဲ့လင်းထက်အောင်ကတော့ကျွန်တော်53စက္ကန့်မှာအလဲထိုးခံရပြီးတော့ကျွန်တော် knock out နဲ့ဂျပန် fighter Haruyuki ကျွန်တော်တာနီစွတ်ကိုတော့ရှုံးပေးခဲ့ဖြစ်ပါတယ်family ဖြိုးဝေ group မှာလေ့ကျင့်နေပြီးတော့ကျွန်တော်1ကိုတာထွက်လာတဲ့ကျွန်တော်လင်းထက်အောင်ကတော့ဒီ strawweight တန်းမှာကျွန်တော်ဂျပန် fighter Haruyuki နဲ့ကျွန်တော်ရင်ဆိုင်ခဲ့ရပြီးတော့ဂျပန် fighter ကိုဘယ်လုံးမှမရှင်နိုင်ပဲနဲ့နိုင်ကြားတွေကိုကျွန်တော်တစ်ချက်ထိုးခံလိုက်ရပြီးတဲ့နောက်မှာတော့ရှုံးနေသွားခဲ့ရတာဖြစ်ပါတယ်အဲ့တော့တာထွက်ကတော့လင်းထက်အောင်ရဲ့တာထွက်ကတော့ရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါတယ်အဲ့တော့53စက္ကန့်10မိနစ်မပြည့်ခင်မှာထိုးခံလိုက်ရတဲ့အနေအထားမျိုးမှာလဲမြန်မာ fighter တွေရဲ့အရေးအသွေးကကျွန်တော်တို့မေကွန်ထုတ်စရာအများကြီးဖြစ်သွားပြီအဲ့တော့ဂျပန် fighter ပြိုင်ဘက်ဂျပန် fighter ကျွန်တော် Haruyuki ကတော့လင်းထက်အောင်ကိုအနိုင်ရခဲ့တဲ့ပွဲစဉ်အပါဝင်ပေါ့နော်ကျွန်တော်တို့ပွဲစဉ်9ပွဲကစားပြီးချိန်မှာ9ပွဲနိုင်2ပွဲရှုံးရလက်ကိုပိုင်ဆိုင်လိုက်ရပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာ fighter ကျွန်တော်လင်းထက်အောင်ကတော့နောက်ပွဲစဉ်မှာဘယ်လောက်လေ့ကျင့်နိုင်မလဲကျွန်တော်တို့ပြန်ပြီးတော့ကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ gap တီတေချာကာဖို့လိုတယ်အထိုးခံနိုင်ဖို့လိုတယ်နန်ကြားတွေကိုတစ်ချက်အထိုးခံပြီးလဲသွားတဲ့ပုံစံမျိုးကဒါ fighter အစ်စ်မှမရှိသေးဘူးလို့ကျွန်တော်တို့ကတော့သတ်မှတ်လို့ရတယ်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ